မင်္ဂလာပါကိုရဲဖြစ်ပါတယ်အမြင်လေးနည်းနည်းလေးပြောင်းနေလိမ့်မယ်လို့မျှော်လင့်တယ်ဘာလို့လဲဆိုတော့အခုကျွန်တော် setup အသစ်လေးလုပ်တာဒီ setup မှာကျွန်တော်ဘာတွေရိုက်သွားပေးမှာလဲဘာတွေရိုက်သွားပေးမှာလဲဆိုတော့ကျွန်တော်တို့ home plan ပစ္စည်းတွေကျွန်တော်တို့ဒီ knowledge ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမယ်ကျွန်တော် ACDC fan တွေ ACDC air cooler တွေ infrared cooker တွေ rice cooker တွေဒါတွေအကုန်လုံးကိုဘယ်လိုထိမ့်သိမ်းရမလဲဘယ်လိုကြာရှည်ကံအောင်ထားတင်တယ်လဲပြီးတော့ဘယ်ဟာတွေကိုရှောင်ရမလဲဘယ်ဟာတွေကိုရှောင်စရာမလိုဒါတွေကိုကျွန်တော်အကုန်လုံးပြောပြပေးမယ်ပြီးတော့ speaker ကဘယ်လိုစပြီးတော့ပေါ်လာလဲအဲ့လို history လေးလည်းကျွန်တော်ပြောပြပေးသွားမယ် speaker ကဘယ်လိုအလုပ်လုပ်တာလဲဒါတွေကိုလည်းကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်ဘဝတုဒ္ဒအနေနဲ့ကျွန်တော်ပြောပြပေးသွားမယ်အရင်တော့ဆိုရင်ဗျာကျွန်တော်ဒီလိုဗီဒီယိုတွေအများကြီးကျွန်တော်လုပ်ဖြစ်တယ်အခုနောက်ပိုင်းမှာကျတော့ကျွန်တော် warehouse ကိုရောက်သွားတဲ့အချိန်မှာကျွန်တော် order ဘိုင်းကိုကျွန်တော် manage လုပ်ရတာနဲ့ကျွန်တော်လုံးဝမရိုက်ဖြစ်ဘူးပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်ဗီဒီယိုရိုက်ပြီဆိုရင်လည်းကျွန်တော်တခါတည်းကင်မရာထုတ်ပြီးတခါတည်းရိုက်လိုက်တယ်ဖုန်းကကင်မရာနဲ့လည်းကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်အခုကကျတော့အမြင်လေးနည်းနည်းလေးကောင်းသွားပြီးတော့ quality ကောင်းလေးကျွန်တော်ဖန်တီးခြင်းတဲ့အတွက်ကျွန်တော် setup လေးအသစ်လုပ်ထားရပေါ့နော်အဲ့တော့ warehouse မှာမရိုက်တော့ဘူးလားဆိုတော့မဟုတ်ပါဘူး warehouse မှာကျွန်တော်ရိုက်ပေးပါမယ်ဘာတွေကိုရိုက်ပေးမလဲဆိုတော့ကျွန်တော်တို့ပစ္စည်းအသစ်တွေဝင်တာတွေ speaker ရဲ့ function တွေ speaker ရဲ့ model တွေပြီးတော့ home plans မှာဘာတွေကဝင်နေဘာတွေကပစ္စည်းတွေကုန်တော့မလဲဒါတွေအကုန်လုံးတော့ပုံမှန်အတိုင်းပဲကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုမှကျတော့ကျွန်တော် knowledge sharing တွေပြီးတော့ speaker ကိုဘယ်လိုဝယ်ရမလဲ speaker ရဲ့ history တွေ knowledge အများကြီးဗျအဲ့လို video တွေအားလုံးကျွန်တော်ရိုက်သွားပေးဖို့ရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နေပုံကိုရဲဖြစ်ပါတယ်နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်